စပင်ကမချောက်သေးဘူးကျမခဏလောက်ခင်းနစ်ဆိုင်ရောက်ထွက်ခဲ့စမ်းအမေမေးစရာရှိတယ်ကိစ္စရှိရင်မနှက်ဖြန်မှာပြောမယ်ထွက်ခဲ့စမ်းဒီနေ့ရှင်းရှင်းလင်းလင်းမပြောရင်အမေမပြီးဘူးနော်အခန်းထဲမှာပဲစောင့်နေကျွန်တော်ခဏပဲဒီနေ့ငွေ6ရှန်နဲ့အပြစ်သားကျွန်တယောက်ဝဲလာတယ်ဆိုအမဲလိုက်လို့ပတ်စံရလာတာလားဘာလို့ပတ်စံတွေကိုအိမ်ကိုမအပ်တာလဲKing ဆာရောအမေမင်းကိုပြောတာမဟုတ်ဘူးဒီပတ်စံတွေနဲ့မင်းကြီးကိုစာတင်ပေးလိုက်ရင်ဘယ်လောက်ကောင်းနိုင်မလဲလာဆန်းအဲ့ဒီလောက်တန်မိုးရှိတဲ့အဲ့ဒီဟာကဘာလဲဆိုတာအမေကြည့်မယ်အိမ်ကိုမင်းကလေးရောက်လာတာအမေဖြစ်တဲ့သူကတော့ကြည့်လို့မရဘူးလားကျွန်တော်အသက်24နှစ်ရှိပြီအမေကမလုပ်ပေးရင်ကျွန်တော်ကိုယ်တိုင်ရှာတာမရဘူးလားအမေကပတ်စံလည်းမထုတ်ဘာမှလည်းမလုပ်ပေးတာဒီကိစ္စကိုစိတ်မပူပါနဲ့အမေတခြားကိစ္စရှိသေးလားမရှိရင်ကျွန်တော်နားတော့မယ်ရှိတယ်မင်းကြီးကနောက်ရက်ကြရင်ကျောင်းလာခပေးရအောင်မှာနှက်ရှန်လို့တယ်မင်းအဖေနဲ့အမေကအခုလက်မရှိသေးလို့မင်းပဲအရင်စိုက်ပေးလိုက်ပါလားအဲ့လောက်မှမတက်နိုင်ရင်အဲ့ဒီစာအုပ်ဟောင်းတွေမတင်နဲ့တော့ကျွန်တော်လည်းအသက်ဆက်ရအောင်မှာသူစာတင်ဖို့ကျွန်တော်ငတ်တရမှာလားသူကစာတင်ဖို့မဟုတ်ဘူးလာတိုင်းပတ်စံတွေအလကားကုန်နေတာဘာလို့ဖို့လဲခုနကမင်းကိုမလန့်စေရပါဘူးဒဏ်ရာရထားလားဟုတ်အပုတ်ခံရတဲ့လမ်းမှာအဆောင်တွေရိုက်ထားတာဟုတ်လမ်းလျှောက်နေရင်အရိုက်ခံရတယ်ငါဆေးယူပေးမယ်အဝတ်စားလဲပြီးအရင်နားနေငါခဏအပြင်သွားလိုက်အောင်မယ်သူငါ့ကိုဘာမှလုပ်တော့မှမဟုတ်ဘူးလားကောင်းပါပြီရက်အနေငယ်လောက်အရင်နေကြည့်ရအောင်အဲ့ကြရင်ဒီလောက်မယုံမှာတော့ဘူးပေါ့ကျမမောင်လေးခင်ရဲ့ကြောကုန်းကိုပို့ပေးမယ်နောက်မနေနဲ့တော့မင်းမဲအိတ်လိုက်ငါအပြင်ခဏသွားအောင်မယ်ဒီလူကတော့ခဏအပြင်သွားနေတာဘာလို့ဖို့လဲပြီးပြီအိမ်ရောက်တဲ့ပထမဆုံးနေ့မှာပဲအိတ်ပျော်သွားတယ်သူငါ့ကိုဘယ်လိုမြင်မလဲမဖြစ်ဘူးတခုခုလုပ်ပြီးပြန်ကူစားမရမယ်ကောင်းကင်ပြူတော့မှာပဲမင်းကလေးကယောက်ျားလေးစီကမနှက်စာလှုပ်ခိုင်းတဲ့ထုံးစံရှိလို့လားဒီစေးမြစ်ကမောင်လေးခင်ရဲ့ကြောကုန်းကအဖူးပိတ်တွေအတွက်ကောင်းတယ်ဟေးမင်းကငါအကိုဝဲလာတဲ့အပြစ်သားကြမှာလားမင်းကငါအကိုဝဲလာတဲ့အပြစ်သားကြမှာလားဒီခန္ဓာကိုယ်ကပတ်စံအဲ့လောက်ထိအကုန်ကြခံဝဲတာမဆန်းပါဘူးငါအကိုလိုလူချမ်းကြီးကတော့တကယ်ကိုကံကောင်းတာပဲမင်းဒီကိုဘာလာလောက်တာလဲအကိုကလည်းကျွန်တော်ကအားလည်းရတော့အကိုကိုလွမ်းလို့လာကြည့်တာလေပတ်စံလုံးမဟုတ်ရင်တခြားအချိန်မှာငါစီမင်းဘယ်တော့မှရောက်ဖူးလို့လဲဘာကိစ္စရှိလို့လဲမြန်ပြောငါအလုပ်များတယ်အကိုရဲ့နေကင်းကြီးမှာဘာတွေများအလုပ်များနေရတာလဲဒီလိုကိစ္စမျိုးကိုတော့နေရောညပါလုံးမနေပါနဲ့ဗျာနောက်မှအစင်မပြေဖြစ်နေအောင်မယ်ဖြည်းပေါ့စာဖတ်ခိုင်းထားတာမင်းကောင်းထဲမှာဒီလိုအရှုပ်ထွေးတွေပဲရှိတော့တာလားသွားစမ်းဟုတ်ပါပြီကျွန်တော်မသွားပါနဲ့အကိုမစိတ်ဆိုးပါနဲ့အကိုအမဲလိုက်လို့ရလာတဲ့ငွေတွေရှိသေးလားကျွန်တော်ကြောင်းလာခါမပေးနိုင်ရင်အိမ်ပြန်ရတော့မှာမို့ပါငါစီမှာပတ်စံမရှိဘူးအိမ်ပြန်ပြီးပဲစာချက်တော့နှစ်ပေါင်းများစွာဖြေလာတာပဲမိကုန်းတွေတောင်ရနေပြီမဟုတ်လားအကိုကစာမဖတ်တော့နားမလဲတာမစမ်းပါဘူးနှစ်တိုင်းမိကုန်းတွေကမတူကြဘူးလေကျွန်တော်ကကံမကောင်းလို့ပါမိကုန်းတွေကပြောင်းလဲတတ်တာမှန်ပေမဲ့အဓိကအနှစ်သာရကတော့အတူတူပါပဲကောင်းနားလဲရင်ဘလို့ပဲပြောင်းမေးဖြေနိုင်မှာပါကြားတယ်မဟုတ်လားဒါကမိကုန်းနဲ့မဆိုင်ဘူးဘာဆိုလိုတာလဲကျွန်တော်ကစာမရဘူးလို့ပြောချင်တာလားနင်ကငါနဲ့ငါအကိုစကားပြောနေတာကိုကြားဝင်ပြောဖို့ဘာမို့လို့လဲစာရီအများကြီးဖတ်ပြီးမိန်းကလေးတယောက်နဲ့တောင်အကြောင်းအကျိုးမပြောနိုင်ပဲသူတို့ရဲ့အဆင့်တန်းနဲ့ပဲတိုက်ခိုက်တတ်တော့တာလားတကယ်လို့အဲ့လိုဆိုရင်ငါပတ်စံတွေအလကားမဖြုံးပါနဲ့ငါလည်းအသက်ဆက်ဖို့လိုသေးတယ်ခင်းညူငါမင်းကိုဘာမှအကျွေးမတင်ဘူးမင်းကိုမွေးခဲ့တာကမိဘတွေလေငါမှမင်းကိုလှုပ်ကြွေးရမယ့်တာဝန်မရှိဘူးအကိုပတ်စံမပေးရင်ဒီလိုအဖြစ်သားကျမနဲ့လာစော်ကားရအောင်အမေစီပြန်ပြောပြပြီးအကိုကိုသင်ခန်းစာပေးခိုင်းမယ်အဖခင်ဆာရောတခုခုတည်သွားပြီလားမသိပါဘူးဒီကိစ္စဖြစ်တာကြာပြီလေဘယ်သူမှလည်းလာမရှာကြဘူးသူကလည်းကလေးဘဝဆိုတော့မှတ်မိမှာမဟုတ်ဘူးအဲ့ဒီမိမရုပ်ကပဲသူ့ကိုဖျက်ဆီးလိုက်တာအရင်ကပတ်စံတောင်းရင်အေးစစ်ပေးတယ်ဒီတခါတော့ငါ့ကိုတောင်းနေထုတ်တယ်ဒီမိမကိုဒီမှာမထားရဘူးမဟုတ်ရင်ခင်ဆာရောပိုင်တဲ့လက်မြေတွေနဲ့ပတ်စံတွေအကုန်ပါသွားလိမ့်မယ်အင်းငယ်ကောင်ပြန်လာမှတိုင်ပင်ကြတာပေါ့သူကစားတတ်တော့အကြံဉာဏ်ကောင်းတယ်အမေအကိုကဒီနေ့ကျွန်တော်ကိုတွန်းထုတ်တဲ့အရန်ကိုကြမ်းတမ်းတာမင်းအကိုဘာလို့ဒီလိုဖြစ်သွားတာလဲအဲ့ဒီမိမရုပ်ကပဲတွေးထိုးပေးလိုက်တာသူ့ကိုသာဖယ်ရှားလိုက်ရင်အကုန်အဆင်ပြေသွားမှာအမေကျွန်တော်ထင်တာကတော့ဒီလိုလုပ်ကြရအောင်